ဒီနေ့မှာတော့ဗီဒီယိုများမေးမြန်းနေတဲ့အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးပြောကြားသွားမှာဖြစ်ပါတယ်ဒီပထမဆုံးအကြောင်းအရာကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာတ်လမ်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးပြီးရင်အဲ့ဇာတ်ကားမှာပါဝင်တဲ့သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးပြောကြားမှုတွေချိန်ချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်ယူစဉ်ကာလကတည်းကရခိုင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားမယ်ဆိုတာကိုအမြဲတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲဒီလိုကျင်းပဖို့အတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုအမှုပညာရှင်ပေါင်းညောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်။ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီလိုဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးမဲလိမ်မဲခိုးမှုတွေကိုအားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘော်ထုတ်ကြတယ်လို့တော့ဖြစ်ကောင်းဖြစ်မှာပေါ့။ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာတ်လမ်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါအပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်လွှဲမှားရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောဇာပိုတရုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမည်သောစီကံချက်နဲ့ပြစ်ဒဏ်လွန်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်ဖြစ်ပါတယ်။သူ့ကိုကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွတ်အုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။နောက်အကြောင်းအရာတစ်ချက်ကတော့ဒီနေ့ကျွန်တော်တို့ဖြစ်ပွားခဲ့တဲ့ PDF အမည်ခံအကြမ်းဖက်သမားများနဲ့ပူးပေါင်းအဖွဲ့များကရွှေဘိုကြောင်မြောင်းစင်ကူမန္တလေးသွားကားလမ်းပေါ်မှာရှိတဲ့အေယာဝတီမြစ်ကူတရားအေယာဝတီတရားရနာတိန်ခကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့သတင်းဖြစ်ပါတယ်။ဒီနေ့မနေ့6:10မိနစ်ခန့်မှာ PDF အမည်ခံအကြမ်းဖက်သမားများနဲ့ပူးပေါင်းအဖွဲ့တွေကမိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။တရားရဲ့ရည်လေတိုင်းတွေဖြစ်တဲ့တိုင်အမ RB4 နဲ့ RB5 အကြားပြီးရင်တော့ RB6A2 ချင်းကပ်လမ်းနေရာတွေကျိုးကျပျက်စီးခဲ့ပါတယ်။ဒါကြောင့်မလို့မော်တော်ယာဉ်နဲ့ခီးသွားပြည်သူများဖြတ်သွားလာနိုင်ခြင်းမရှိဘဲလမ်းပန်းဆက်သွယ်မှုပြတ်တောက်လျက်ရှိပါတယ်။အဲဒီရနာသင်္ခတရားရှည်2480ပေရှိပါတယ်။2010ခုနှစ်ဧပြီလ16ရက်နေ့မှာစီမံကိန်းချစတင်ခဲ့ပြီး2013ခုနှစ်ဇူလိုင်လ24ရက်နေ့မှာစောက်လုပ်ပြီးစီဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲလမ်းတရားအခြေခံအဆောက်အအုံများဟာတိုင်းပြည်အတွက်အရေးကြီးတဲ့အားတွေဖြစ်ပါတယ်ပြည်သူလူထုရဲ့လမ်းမဆက်သွယ်ရေးပြည်သူလူထုရဲ့စားဝတ်နေရေးပြည်သူလူထုရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေဖြစ်ပါတယ်ဒါတွေကိုပြည်သူလူထုရဲ့လူမှုစီးပွားဘဝတွေပျက်စီးအောင်အခွင့်အရေးတွေနစ်နာရှုံးအောင်လုပ်တာတွေကိုပြည်သူလူထုတရားလုံးအနေနဲ့လည်းဝိုင်းဝန်းစန့်ကျင်ပေးကြဖို့မြစ်တာရက်ခံပါတယ်တရားကိုပြန်လဲပြင်ဆင်ခြင်းလုပ်ငန်းတွေကိုလည်းအများဆုံးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါအမျိုးမျိုးပြောဆိုနေတာတွေဝေဖန်နေတယ်ရှိပါတယ်ဒီထက်မှအာဆီယံဘုံသဘောတူညီချက်900နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက်မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတဲ့သတင်းကိုအတိုက်ခံစန့်ကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလဲတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောဆိုတာကတော့ဒီအာဆီယံဘုံသဘောတူညီချက်900နဲ့ပတ်သက်ပြီးတမိုင်းကြောင်းလေးပြန်ပြောချင်ပါတယ်ဒီ2021ခုနှစ်ဧပြီလအတွင်းမှာအင်ဒိုနီးရှားမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာနိုင်ငံကနိုင်ငံအကြီးအကဲကိုဖိတ်ခေါ်ခဲ့ပါတယ်ဒီအစည်းအဝေးမှာကျွန်တော်တို့လည်းပါဝင်တက်ရောက်ခဲ့ပါတယ်ဒီအစည်းအဝေးမှာတော့နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ဒါအဓိကအကြောင်းအရာ3ခုကိုတင်ပြခဲ့ပါတယ်အဲဒီအကြောင်းအရာတွေတော့နံပါတ်1တပ်မတော်အနေနဲ့ဖေဖော်ဝါရီလ1ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်လွှဲပြောင်းရယူခဲ့တဲ့အခြေခံအကြောင်းရင်းတွေနံပါတ်2ကတော့စူပူဆန္ဒပြမှုများဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေစူပူဆန္ဒပြမှုအဆင့်တွေနံပါတ်3ကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖွဲ့စည်းပုံရှေ့လုပ်ငန်းစဉ်တွေနဲ့ရည်မှန်းချက်တွေကိုပြောပြခဲ့ပါတယ်အဲ့မှာတက်ရောက်လာတဲ့အာဆီယံနိုင်ငံများကခေါင်းဆောင်များအားလုံးပါပါတယ်တေချာကျွန်တော်တို့ရှင်းလင်းပြခဲ့ပါတယ်မဲလိမ်မဲခုံမှုတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းဒီမဲလိမ်မဲခုံမှုတွေကြောင့်တပ်မတော်အနေနဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့တဲ့အစဉ်စဉ်တွေဥပဒေနီလန်ကြောင်းအရတောင်းဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအကျယ်တဝင့်ဒါပြောပြခဲ့ပါတယ်ဒါလို့ပြောပြပြီးတဲ့အခါမှာဒီနိုင်ငံခေါင်းဆောင်အသီးသီးကလည်းအကြံပြုချက်တွေဆွေးနွေးခဲ့ပါတယ်အဲ့ဒီအကြံပြုချက်တွေဆွေးနွေးခဲ့ပြီးမှဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့ဒီနိုင်ငံခေါင်းဆောင်တွေအားလုံးရှိမှာပဲအချက်3ချက်ပြောခဲ့ပါတယ်နံပါတ်1ချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်ကိုဒီအစည်းအဝေးကနေပေးလာတဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပါတယ်ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက်ဒီအချက်တွေကိုပြည်တွင်းမှာလက်တလောဖြစ်ပွားနေတဲ့အခြေအနေများနဲ့ဆက်စပ်ပြီးအလေးပေးထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်နံပါတ်2အချက်အနေနဲ့လက်ရှိမှာတော့ကျွန်တော်တို့နိုင်ငံအနေနဲ့နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးကိုဦးစားပေးဆောင်ရွက်နေရတဲ့အတွက်ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးအာဆီယံကအဆိုပြုထားတဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ကိုစဉ်းစားသွားမယ့်အကြောင်းနဲ့နံပါတ်3ချက်ကတော့ကျွန်တော်တို့အစိုးရအနေနဲ့ရှေ့လုပ်ငန်းစဉ်9ရပ်ကိုအကောင့်ထဲပေါ်ပါမှာအာဆီယံကအပြုသဘောပါဝင်ကူညီပံ့ပိုးပေးလို့နဲ့ဆက်လင်းပြီးအာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်များအပေါ်အခြေခံမယ်ဆိုရင်နိုင်ငံကောင်းကျိုးအတွက်စဉ်းစားပေးမှဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှာထပ်ပြီးပြောကြားလိုတော့အာဆီယံထိပ်သီးအစည်းအဝေးကနေပြီးမြန်မာအရေးနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေအဲ့ဒီအစည်းအဝေးမှာဘုံသဘောတူညီချက်9ရပ်ဆိုတာအာဆီယံထိပ်သီးအစည်းအဝေးတွေကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးအစည်းအဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကြိုးစည်းပွားနဲ့အချုပ်အခြာအာဏာကိုမထိခိုက်စေဘဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ်ဒီဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလဲမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေယခုနှစ်အောက်တိုဘာလ25ရက်နေ့အတွင်းမှာရဟန်းတန်ခါတီလရှင်နိုင်ငံဝန်ထမ်းများအပါအဝင်အပြစ်မဲ့ပြည်သူ8149ဦးကိုမတရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်မိုင်းခွဲတိုက်ခိုက်မှုအကြိမ်1000ကျော်လောက်နဲ့မီးရှို့ဖျက်ဆီးခြင်း1300ကျော်လောက်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးအကြံဖက်လောက်ရတွေနဲ့ပတ်သက်ပြီးတပ်မတော်အနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကိုပူးတွဲတာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့အကောင်းဆုံးစ조사ကာကွယ်ပေးလျက်ရှိပါတယ်။ဒုတိယချက်ငြိမ်းချမ်းစွာအဖြေရှာမှု
နဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့2022ခုနှစ်ကကိုငြိမ်းချမ်းရေးနှစ်ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုစုပေါင်းတိုင်းသားလက်နက်ကင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ဒါ့အပြင်အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြာသေးမီအချိန်ကပဲကျွန်တော်တို့ NCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီးဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်။ဘုံသဘောတူညီချက်တတိယအချက်ဖြစ်တဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကစစ်ဆက်ဆွေးနွေးရမှာပံ့ပိုးကူညီဖို့ကိစ္စမှာလဲအာဆီယံကခန့်လိုက်တဲ့အထူးကိုယ်စားလှယ်ဆိုတာ2021ခုနှစ်ကနေလက်ရှိထိ9ဦးရှိပြီဖြစ်ပါတယ်။သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခရီးစဉ်တွေကိုကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။သူတို့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။စတုတ္ထအချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလုပ်ငန်းတွေကိုစံလုပ်ငန်းစီမင်း SOPD အနေနဲ့လည်းသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးဆက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာနိုင်ငံသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လဲလို့ပဲဒါဘေကွန်းထုတ်ချင်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုတန်းတူရည်တူစစ်မှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမြဲတတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံအဖွဲ့အစည်းစတင်ဖွဲ့စည်းခဲ့တဲ့အတိုင်းအဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပစ်များအပေါ်မှာအခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်ကျွန်တော်တို့အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်ပုံမူစည်းလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်